မျိုးသမီးတွေသဘောကျပေမဲ့ထုတ်မပြောတတ်တဲ့အချက်၄ချက်၁ဦးဆောင်မှုပေးခြင်း be assertive အရာရာတိုင်းကိုလိုက်မေးနေမဲ့အစားအမျိုးသားတစ်ယောက်ကဦးဆောင်ပြီးလုပ်ပေးတာကိုအမျိုးသမီးတွေပိုသဘောကျပါတယ်ဥပမာပန်းလေးတွေမြင်လို့သူမကိုပေးခြင်းရင်ပန်းလူချင်းလားလို့မမေးပါနဲ့တန်းဝယ်ပြီးလိုက်ပါသူမဘက်ကလူချင်းတယ်လို့ဖြေရမှာကိုဝင်လေးနေတယ်လို့ပါသင်ကဦးဆောင်ပြီးလုပ်ပေးလိုက်တာကပိုပြီးလေးနက်တယ်လို့ romantic လည်းပိုဆန်ပါတယ်နှစ်အကြံပေးတာထက်နှစ်သိမ့်ပေးခြင်း comfort over solutions သူမကစိတ်ဖိစီးနေတယ်ပင်ပန်းနေတယ်ဒါမှမဟုတ်ခေါင်းကိုက်နေတယ်လို့ပြောတဲ့အခါသင်ကအကြံဉာဏ်ပေးဖို့ထက်သူမဘက်ကနေနားထောင်ပေးဖို့ကိုပိုလိုလားပါတယ်သူမမတောင်းဆိုမချင်းအဖြေချမပေးပါနဲ့သူမကိုဖတ်ထားပေးတာနှစ်သိမ့်ပေးတာမျိုးကသူမအတွက်ပိုပြီးစိတ်ပိုင်းဆိုင်ရာခွန်အားဖြစ်စေပါတယ်၃တိမ်မွေးတဲ့ကာကွယ်မှုလေးများ subtle protection လမ်းလျှောက်တဲ့အခါကားလမ်းဘက်ကနေကာပြီးတာမျိုးလူအုပ်ထဲမှာသူမကြောလေးကိုလက်နဲ့ထိန်ပြီးလမ်းပြပြီးတာမျိုးဒါမှမဟုတ်အိမ်ကိုဘေးကင်းကင်းရောက်မရောက်ဂယုစိုက်ပြီးတာမျိုးတွေပါဒီလိုသေးငယ်တဲ့အပြုတ်အမူလေးတွေ